everyone Yuki ပဲဖြစ်ပါတယ်ရှင် Yuki ဒီနေ့မှာတော့ပေါ့နော် Roblox တွေကဒီ strawberry tower လေးကိုခုံမြက်ပြတာဖြစ်ပါတယ်အားလုံးပဲစောင့်ကြည့်လိုက်ကြရအောင်ပေါ့နော်ဒါလေးကကျတော့ strawberry tower ပေါ့နော် Yuki ပေါ့နော်ဒီရက်ပိုင်းပေါ့နော်ဗီဒီယိုလေးမတင်ဖြစ်လို့ပေါ့နော်အားလာကြောင့်မလို့ပါဒီရက်ပိုင်းလည်းမအားလို့ပေါ့နော်အားလာကြောင့်မတင်ဖြစ်လို့ပါဒါလေးကတော့ strawberry tower လေးပေါ့နော် fan လေးတွေလည်းခုံခိုင်းထားတာအကုန်သွားတော့လေ Yuki ခုံခိုင်းထားတာရှိမှန်းခက်လို့ရပါတယ်ပေါ့နော်ဒါကတော့ဘာမှဘယ်သူမှမခုံခိုင်းထားပါဘူး Yuki ပဲတယောက်တည်းခုံပြတာပေါ့နော်ဒါလေးကတော့ strawberry tower လေးပါ Yuki လေးအစပြောခဲ့တာလေစနေတနင်္ဂနွေတိုင်းပေါ့နော်ဗာလဲဗီဒီယိုလေးတင်ပေးမယ်လို့ပြောရတယ်အဲ့နေရာ Yuki တက်ပြောပြလိုက်ဒီပါတယ်ဗာလဲဆိုတော့ပေါ့နော်မအားလို့ပါအဲ့ဒါကြောင့်မလို့ပါအားလို့မတင်ဖြစ်တာပါဒါကတော့ strawberry tower လေးပေါ့နော် Yuki ခွန်လိုက်ထားတဲ့ tower လေးရှိမှခဲ့နော်အဲ့ဒါကြောင့်မလို့ပါ Okay ဆက်သွားမယ်ဒါလေး strawberry tower ပေါ့နော် Yuki လေးဒီရက်ပိုင်းလေးRoblox ဗီဒီယိုလေးတင်နေတာဟုတ်မနေ့ဘယ်နေ့ကလည်းမသိဘူးပေါ့နော်ကူကူကာကာတာဝါရဲ့Bonero Tower ရဲ့တင်တာ view က special ကိုကြပါအဲ့ကြောင့်မလို့ပေါ့နော် Yuki ရဲ့ fan လေးလည်းဘေးရောက်သွားတယ်မသိပါဘူးအဲ့ကြောင့်မလို့ comment အောက်မှာလည်းမတွေ့တော့ဘူးပေါ့နော် view ရဲ့ special ကြပါတယ် Yuki မှာဆိုပေါ့နော်အစကွာ school တွေတင်တော့ view ကတက်တယ်ပေါ့နော် K တွေထိအောင်ရောက်တယ်ပေါ့နော်အခုနောက်ပိုင်းပေါ့နော် Roblox တွေပဲတင်နေတော့ view ကတော့ကြပါတယ်စကွာ school က Yuki ကဖြစ်လို့မတင်တော့ရတယ်ဆိုတော့စကွာ school ကိုပေါ့နော်ဖျက်လိုက်လို့ပါအဲ့ဒါကြောင့်မလို့ပါYuki ကပြန်ကူးလို့လည်းမရတော့ပြန်ကူးစီတစ်ခုခုဖျက်ရမှာပေါ့နော် game 3ခု4ခုလောက်ဖျက်တစ်ခုခုဖျက်ရမှာပေါ့နော်ဖျက်စရာကလည်းအကုန်လုံးက3ဝင်နေတော့ဖျက်ဖို့ကလည်းဘာမှမရှိဘူးပေါ့နော် calculator လို့ဘာလို့လည်းဖျက်လို့မရဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ပေါ့နော်ဟိုဘက်ကတော့အဲ့ဒါကြောင့်မလို့ပါ Yuki မှာ game ဆိုလို့ Roblox game ပဲရှိပါတယ်အဲ့ဒါ Roblox တွေပဲတင်ပေးနေရတာပေါ့နော်ဒါလေးရပါလိမ့်လေပကတ်နာရောက်ဒီကောင်ဘာဖြစ်နေလဲ Wi-Fi တက်ငါပဲ Wi-Fi တက်နေလားသူပဲ Wi-Fi တက်သူ Wi-Fi တက်နေအောက်ကလူတွေသွားလို့ပေါ့မဟုတ်ရင် Wi-Fi Yuki တက်ပြီအတယောက်ကိုကြည့်အောင်ဘလို့ကြီးလဲရက်ကတစ်ဖက်ကကြီးတစ်ဖက်ကတီးမြောင်တော့ပါပဲဒါတော့ strawberry tower ပေါ့နော်မြင်လာတာမသိဘူး Oh my god မိုက်တယ်ပေါ့နော်Okay သွားမယ်ဒီကဝင်မဟုတ်ဒါကြတော့အောက်ကနေခုံပြီးတွားဝီ Okay ရပြီ strawberry လောက်ထားတဲ့ရောက်ကလည်းတော်တော်ပါတယ်လောက်ထားတဲ့ပေါ့နော်ဒီကင်းကိုလောက်ထားတဲ့တူကလည်းတော်ပါတယ်မိုက်တယ်နော် strawberry Yuki ဆိုလောက်တက်ပါနိုင်သေးဘူးလားမိမိနိုင်ချင်နေပြီမေနိုင်ချင်နေပြီအေးနိုင်တော့မယ်ရပြီဘယ်လိုလူကပျောက်သွား Okay နိုင်တော့မချိန်ကြမှာဘာလုပ်တာလဲ Okay နိုင်တော့ပြီပေါ့နော်နိုင်တော့မိုက်တယ်နော်ပန်းခင်းလေးနဲ့နောက်တဲ့ဂိမ်းတစ်ခုတွားလို့ရတယ်ပါလဲ Play New Tower တဲ့တက်တာတင်နေဒါပါလေလဲ strawberry ထဲကအောက်က kiwi လေးတွေ banana cheese လား banana လားမသိဘူးဒီ strawberry လေးဒါ sofa လေးမိုက်တယ်ဘေကွန်မျက်နှာနဲ့ဒီကြောက်တဲ့နိုင်မှာခုနလက်တစ်ဖက်ကကြီးတစ်ဖက်ကတေးနေမိုက်တယ်ဝုန်းရုပ်လေးထားပြီးရမိုက်တယ်နော်ဒါကကြောက်တော့နိုင်သွားတော့လေပန်းခင်းလေးလည်းလုပ်ပေးထားတယ်နောက်တဲ့သူဒီ game ကိုတီထွင်တဲ့လူကနောက်တဲ့ game တစ်ခုကိုတီထွင်ထားတာပေါ့နော် Play New Tower ဆိုတာပေါ့နော်သွားခုံရပါယူခဲ့တော့ဗီဒီယိုရှိတော့မှကြောက်လို့ခုံရတော့ဒါပါလေ Strawberry ခွက်ဝင်လို့မရဒါအဲ့လိုမျိုးချင်းနှောင်းတာဘယ်လိုအိမ်တာချင်းနှောင်းမထင်နဲ့နော်အပေါ်ကလက်ကင်ပါတယ်ဒါကြတော့ strawberry လို့အဲ့လိုပေါ့နော်ကျိုးတော့ခုံချပါမယ် Let's go ခုံချမယ် Okay ခုံချပါမယ်အဲ့တော့ခုံချYuki ခဏလေးနားမှာခုံချချပြီဝီ Okay တိတ်တော့မနာပါဘူးကျေးဇူးတင်ပါတယ်ခုံလို့လည်းမရအောင်ငါဒီကနေပဲခုံချရတော့မယ်တော့ပါပြီ Whisper မလုပ်လိုက်တော့ပါမယ်ခုံတပါအဲ့တော့ပေါ့နော်ဘလို့ဖြစ်သွားတော့Okay Yuki ရဲ့ပေါ့နော်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲတော့เนาะ
Rocky ရဲ့ဒီနေ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and subscribe လေးလုပ်ပေးကြပါအောင်လို့ပြောချင်ပါတယ်အားလုံးပဲ bye bye